ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးပြောကြားဟောကြားအပ်သောသစ္စာဆိုတဲ့နဲ့ဂါရာသုံးဖို့အလုံးနာယူကြည်ညိုမှတ်သားကြပါကုန်လောယံကိဉ္စီဝိတံဣဒဝါဟုရံဝတဂေတုဝါယံရတနံပဏိတံနာနောသမ္မအဋ္ဌိတထာဂတိနာဣဒံဘိဗုဒ္ဓေရတနံပဏိတံဧဒေနသစ္စေနတောတိဟောတုယံကိဉ္စီဝိတံဣဒဝါဟုရံဝတဂေတုဝါယံရတနံပဏိတံနာနောသမ္မအဋ္ဌိတထာဂတိနာဣဒံဘိဓမ္မေရတနံပဏိတံဧဒေနသစ္စေနတောတိဟောတုယံကိဉ္စီဝိတံဣဒဝါဟုရံဝတဂေတုဝါယံရတနံပဏိတံနာနောသမ္မအဋ္ဌိတထာဂတိနာဣဒံဘိတံဂေရတနံပဏိတံဧဒေနသစ္စေနတောတိဟောတုဒီကာရသုံးပုဒ်ပါကိုဆိုလိုချင်တာလဲဆိုလို့ချင်ရလူပြည်မှာပဲဖြစ်ဖြစ်နဂါးပြည်ကလုံးပြည်နတ်ပြည်မှာပဲဖြစ်ဖြစ်ဘုရားတရားတန်ခါယရဏတော်မြတ်သုံးပါးထက်မြတ်တဲ့ယရဏမရှိဘူးလောကမှာဘုရားယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးသာလေအမျက်ဆုံးယရဏဖြစ်တယ်ဤမှန်ကန်သောသစ္စာစကားကြောင့်တရားဝါရီကျမ်းမာကြပါစေချမ်းသာကြပါစေပေါ့မိမိကိုယ်တိုင်လည်းပဲဘေးရန်အန္တရာယ်ရန်ဆွေမှန်သမျှတို့ကင်းပြောင်းငြိမ်းပါစေပေါ့ဒါကြောင့်မို့လို့မိမိအခက်ခဲအကျက်တဲဖြစ်တဲ့အခါမှာသစ္စာဆူပြီးတော့အလုပ်လုပ်တယ်ဆိုရင်အခက်ခဲအကျက်တဲကနေပြီးတော့ထွက်ပေါက်နိုင်တယ်လွန်မြောက်နိုင်တယ်ဒါကြောင့်မို့လို့တခြားဟာတွေဆိုလို့ရှိရင်သစ္စာကမှန်ညီမှန်မှန်ပါဘုရားတရားတန်ခါယရဏတော်မြတ်သုံးပါးဟာလူပြည်မှာပဲဖြစ်ဖြစ်နတ်ပြည်မှာပဲဖြစ်ဖြစ်နဂါးပြည်ကလုံးပြည်မှာပဲဖြစ်ဖြစ်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးနဲ့တူတဲ့ယရဏလည်းမရှိဘူးဘုရားတရားတန်ခါယရဏမြတ်သုံးပါးထက်မြတ်တဲ့ယရဏလည်းမရှိဘူးဒါကြောင့်မို့လောကမှာဘုရားယရဏတရားယရဏတန်ခါယရဏမြတ်သုံးပါးသာလေအမျက်ဆုံးယရဏဖြစ်တယ်လို့သစ္စာဆိုလိုက်တဲ့ဒီကာရသုံးဖို့အလုံးနာယူကြည်ညိုမှတ်သားပြီးတော့မိမိကိုယ်တိုင်လည်းပဲဒီတိုင်းလေးသစ္စာဆိုပြီးတော့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာများအခက်ခဲအကျက်တဲများကိုကြော်လွှားနိုင်အောင်နာယူကြည်ညိုမှတ်သားပြီးတော့ကိုယ်တိုင်လည်းပွားများနိုင်ကြပါစေဓမ္မတဝနာကုသိုလ်ရနိုင်ကြပါစေရွှေနန်းမြေကျေတဝင်း